မြန်မာနိုင်ငံရှိလူမှုအကျိုးပြုအဖွဲ့အစည်းတွေအနေနဲ့မြန်မာနိုင်ငံမှာအသုံးများတဲ့ Facebook platform ကတဆင့်ကိုယ့်အဖွဲ့အစည်းအကြောင်းတွေကိုကြည်ကျင်ပြန့်ပြန့်မျှဝေနိုင်ဖို့အတွက် Social Media Communication Strategies for Non-Profits Part A သင်ခန်းစာမှာ Facebook page တစ်ခုစဖွင့်ရာကနေလုပ်ငန်းအတွက်ကျွမ်းကျင်အသုံးပြုနိုင်သည့်အထိလိုအပ်တဲ့အကြောင်းအရာတွေကိုအခြေခံကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။ Part B သင်ခန်းစာမှာတော့ကိုယ့်ရဲ့ target audience တိုးပွားလာဖို့ Ads Manager ကနေတဆင့် boosting လုပ်နည်းတွေ post တွေတင်တဲ့အခါလိုက်နာသင့်တဲ့စည်းကမ်းတွေအပြင် Facebook marketing tactics အချက်အလက်တွေ media literacy, digital safety စတဲ့အကြောင်းအရာတွေကိုပါလေ့လာရမှာဖြစ်ပါတယ်။ Social Media Communication Strategies for Non-Profits သင်ခန်းစာတွေကို pre-assessment, post-assessment တွေတက်ကြွနဲ့ဖြည့်ဆို့ပြီးလေ့လာဆန်းစစ်လိုက်ရအောင်ပါ။သင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်သူတိုင်း CSO Academy ကပေးအပ်မယ် certificate ကိုပါရယူနိုင်ပါတယ်။ကဲဒါဆို CSO Academy online learning platform မှာသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။